ဒီလိုမျိုး Play Store တွေက Facebook download ဆွဲတဲ့ software တွေကိုမသုံးဘဲနဲ့ဘလို့ကြာ download ဆွဲနည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားတဲ့ဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးဖို့တိုက်တွန်းလိုက်ပါရနော်Okay ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ရသေးဆိုရင် subscribe လုပ်ပေးဖို့မမေ့နေအောင်နော် Okay ဒါဆိုဗီဒီယိုလေးကိုစလိုက်အောင်နော်အားလုံးပဲမင်္ဂလာပါအရင်ဆုံးအနေနဲ့ Google သို့မဟုတ် Chrome browser တစ်ခုချရမှာနော်ကျွန်တော်ကတော့ Google နဲ့ပဲပြပေးသွားမှာဖြစ်ပါတယ်နော် Okay ဒါဆိုကျွန်တော်တို့ Facebook ထဲဝင်လိုက်မယ်နော်ဒီမှာကျွန်တော်တို့ချိန်နေတဲ့ဗီဒီယိုလေးကိုရှာလိုက်မယ်နော်Okay ကျွန်တော်ကတော့ဒီဗီဒီယိုလေးဒီတစ်ခုကိုတောင်းပြပေးသွားမယ်နော် Okay ဒီမှာ share ဆိုတာလေးကိုနှိပ်လိုက်မယ်နော် Okay ဒီလိုမျိုးလေးဖြစ်သွားရင်ဒီမှာ copy list ဆိုတာလေးရှိရနော်အဲ့ဒါလေးကိုတစ်ချင်းနှိပ်လိုက်မယ်နော် copy ယူလိုက်မယ်နော်ကျွန်တော်တို့အဲ့ဒါ Okay ပြီးသွားရင်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်နော်ကျွန်တော်တို့ပြန်ရောက်စေကျွန်တော်တို့ဒီမှာ Google ထဲဝင်လိုက်မယ်နော်ထဲရောက်ဆိုတာနဲ့ကျွန်တော်တို့ဒီမှာ Facebook download လို့ရိုက်ရှာလိုက်မယ်နော်Okay ဒီမှာကျွန်တော်တို့အဲ့လေးတစ်ခုကြားလိုက်ဖြစ်ပါတယ်နော်ကျွန်တော်တို့အဲ့ထဲဝင်လိုက်မယ်နော် Okay ဒီလိုမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာခဏက Facebook ကယူခဲ့တဲ့ copy လေးကိုဒီမှာထည့်လိုက်မယ်နော်ဒီနေရာလေးမှာထည့်လိုက်မယ်နော် Okay ဒီမှာထည့်ပြီးဆိုရင်ကျွန်တော်တို့ပြီးရင်ဒီမှာ download ဆိုတာလေးကိုထည့်လိုက်မယ်နော်ဒီမှာနော် download video in normal quality နဲ့ download video in HD quality ဆိုတာနှစ်ခုပေးထားရနော်ဒီမှာတော့ကိုချိန်နေတဲ့တခုနဲ့ download ရရနော်ကျွန်တော်ကတော့ download video in HD quality ဆိုတာနဲ့ကျွန်တော် download လိုက်မယ်နော် Okay ဒါဆိုကျွန်တော်တို့ download ဖြစ်ပါရနော်ဗီဒီယိုကရှည်တော့ချိန်ကြာရနော်ကျွန်တော်ကတော့တူလေးပဲ download ဆိုခဏလေးပဲနော်Okay ဒါဆိုကျွန်တော်တို့ပြီးသွားပြီဖြစ်ပါရနော်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်နော်ပြန်ထည့်ပြီးရင်ကျွန်တော်တို့ခဏတောင်းထားတဲ့ဗီဒီယိုလေးကိုကျွန်တော်တို့ပြန်ကြည့်မယ်နော် Okay ဒီမှာကျွန်တော်ခဏတောင်းထားတဲ့ဗီဒီယိုလေးနော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်ကျွန်တော်တို့မဲတော့တူတိုင်းပါအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ဒါနဲ့မေးတော့မလို့ subscribe လုပ်တော့ပေးဖို့မမေ့နဲ့တော့ကျေးဇူး